မင်္ဂလာပါဆရာမကတော့သားဖွားမိရဲ့အထူးကုဆရာဝန်ဒေါက်တာငြိမ်းမိုးတော်ဖြစ်ပါတယ်အခုဆရာမဆွေးနွေးမဲ့အကြောင်းအရာလေးကတော့သေငောင်းကင်ဆာနဲ့ပတ်သက်လို့ပေါ့နော်သေငောင်းကင်ဆာအကျိုးအဆင့်ကိုစစ်ဆေးတာဖြစ်စေသို့မဟုတ်သေငောင်းကင်ဆာကိုဖြစ်ပွားစေတတ်တဲ့ HPV Human Papilloma Virus Infection ဝင်တာကိုစစ်ဆေးတာဖြစ်စေပေါ့နော်ဘယ်လိုစစ်ဆေးရမလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့သေငောင်းကင်ဆာကကြောက်စရာကောင်းတဲ့ကင်ဆာကမ္ဘာပေါ်မှာလည်းအဖြစ်များတယ်မြန်မာနိုင်ငံမှာလည်းအဖြစ်များတယ်အမျိုးသမီးတွေအတွက်ကြောက်စရာကောင်းတဲ့ကင်ဆာပြီးမဲ့သူ့အတွက်အားသာချက်တစ်ခုကဘာလဲဆိုတော့ကင်ဆာမဖြစ်ခင်အကျိုးအဆင့်ရှိတယ်ဒီအကျိုးအဆင့်ကိုလည်းစမ်းသပ်စစ်ဆေးလို့ရတယ်စစ်ဆေးပြီးတော့တွေ့ရှိတယ်ဆိုလို့ရှိရင်လည်းကုသလို့ရတယ်ပေါ့နော်အဲ့တော့ကင်ဆာအခြေအနေရောက်မှကုသတာမဟုတ်ဘဲနဲ့အကျိုးအဆင့်မှာပဲကုသလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သေငောင်းကင်ဆာဟာအဖြစ်များတော့လေအချိန်မီသာစစ်ဆေးကုသနိုင်ရင်ကြောက်စရာမကောင်းဘူးလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့သေငောင်းကင်ဆာ HPV virus ဒီဟာတွေကိုဘယ်လိုစစ်ဆေးရမလဲဆိုတော့အဓိကဆရာမတို့စစ်ဆေးနေတာ၃ခုရှိတယ်ပေါ့နော်အဲ့တော့ပထမတစ်ခုကတော့လွယ်ကူတဲ့ပတ်စံအကုန်ကြလဲတက်တာတယ်ပေါ့နော်သေငောင်းကိုရှာလကာရည်လိုမျိုး acetic acid အပျော်စားလေးနဲ့တုပ်ပြီးတော့သေငောင်း source ပြောင်းလဲမှုတွေကိုကြည့်တဲ့နီးလန်းပေါ့နော်ဒါပေမဲ့ तू ကတိကျမှုမှာတော့အများကြီးအပြည့်အဝတိကျမှုအများကြီးမရှိဘူးပေါ့နော်သို့တော်လည်းသူဟာလည်းစမ်းသပ်စစ်ဆေးလို့ရတဲ့နီလန်ကောင်းတဲ့နီလန်တွေမှာတစ်ခုပါဝင်တယ်ပေါ့နော်နောက်တစ်ခုကတော့တင်ဆောင်ကောင်းကင်ဆာ cells တွေပေါ့အဲ့တော့ human papilloma virus လို့ပြောတဲ့ virus ကခန္ဓာကိုယ်ထဲဝင်လာပြီးခန္ဓာကိုယ်ရဲ့ခုခံအားနဲ့မတွန်းလှန်နိုင်တော့ဘူးတင်ကောင်းမှာဆက်နေပြီး cells ပြောင်းလဲမှုတွေဖြစ်ပြီးဆိုရင်သူအကျိုးအဆင့်အနေနဲ့ပေါ့ကင်ဆာရဲ့အကျိုးအဆင့်အနေနဲ့ဖြစ်တယ်ဒီလို cells ပြောင်းလဲမှုတွေရှိမရှိကို pap smear သို့မဟုတ် liquid based cytology လို့ခေါ်တဲ့တင်ကောင်း cells ကချွဲမေးလေးတွေ cells တွေကိုယူပြီးတော့ဓာတ်ခွဲခန်းမှာတေချာစစ်ဆေးတဲ့နီလန်းတွေရှိတယ်ပေါ့နော်အဲ့တော့ဒီစစ်ဆေးမှုနီလန်းတွေကတော့ဓာတ်ခွဲခန်းနေလို့တယ်စစ်ဆေးစမ်းသပ်နိုင်တဲ့ pathologist လို့ခေါ်တဲ့ယောဂဗေဒဆရာဝန်တွေလို့တယ်ဒါပေမဲ့လို့သူကလည်းသေငောင်း cells ပြောင်းလဲမှုရှိမရှိကိုတော့တိကျတဲ့အဖြေတွေပေးနိုင်တဲ့နီလန်းဖြစ်တယ်ပေါ့နော်နောက်တတိယနီလန်းကတော့ HPV infection ကိုကူးမကူးစစ်ဆေးနိုင်တဲ့နီလန်းပေါ့နော်အဲ့တော့ HPV DNA ကိုစစ်ဆေးလို့ရတယ်ပေါ့အဲ့တော့ HPV DNA ရှိနေတဲ့ဒီသေငောင်း cells တွေမှာ HPV DNA ရှိနေတယ်ဆိုတာကိုစစ်ဆေးတွေ့ရှိတယ်ဆိုလို့ရှိရင်တော့ HPV infection ရှိနေပြီဆိုတာကိုပဲအရင် treat လုပ်မလားဒါမှမဟုတ်လို့ရှိရင်ဒီ HPV infection ကခန္ဓာကိုယ်ထဲမှာပျောက်သွားမလားဆက်ပြီးတော့ရှိနေပြီးတော့သေငောင်း cells ပြောင်းလဲမှုတွေဖြစ်မလားဆိုတော့စောင့်ကြည့်ပြီးစစ်ဆေးမလားဆိုတာကိုတော့လေဒါသက်ဆိုင်ရာဆရာဝန်နဲ့ဆွေးနွေးပြီးတော့မိမိဆန္ဒရှိတဲ့အတိုင်းပေါ့နော်မိမိရဲ့ဆရာဝန်ရဲ့ညွှန်ကြားမှုတွေအတိုင်းကိုစစ်ဆေးကုသလို့ရတယ်ပေါ့အဲ့တော့ဒီလိုမျိုးစစ်ဆေးမှုနီလန်းတွေရှိနေပါရဲ့နဲ့သေငောင်းကင်ဆာအကျိုးအဆင့်ကာကွယ်လို့ရနေတဲ့နီလန်းတွေရှိနေပါရဲ့နဲ့သေငောင်းကင်ဆာစစ်ဆေးမှုတွေမပြုတ်လို့ဘူးဆိုလို့ရှိရင်တော့ဒါတဖူနာတယ်လို့ပဲဆိုရမှာပေါ့နော်အဲ့တော့ဒီသေငောင်းကင်ဆာစစ်ဆေးမှုတွေကဘယ်သူတွေကိုပြုတ်လို့တင်လဲဆိုတော့အကြမ်းမြင့်ဆရာမတို့သတ်မှတ်ထားတာကတော့ဒီအသက်25နှစ်ကနေပြီး49နှစ်အတွင်းအမျိုးသမီးတွေဆိုလို့ရှိရင်စစ်ဆေးသင့်တယ်ပေါ့နော်ဒါပေမဲ့25နှစ်တက်ငယ်ရောမစစ်ဆေးသင့်ဘူးလားဆိုတော့သူကလိင်ဆက်ဆံမှုမှာရှိခဲ့တာဟာတော်တော်ကိုငယ်ရွယ်တဲ့အသက်ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒါ25နှစ်မတိုင်မီမှာလည်းဖြစ်ပွားနိုင်တယ်ဆိုတာသူ့အတွက်တီးတန့်စဉ်းစားပေးလို့ရတယ်ပေါ့နော်နောက်49နှစ်ကျော်ရင်ရောမစင်စားဘူးလားဆိုတော့လည်းမဟုတ်ဘူးပေါ့ဒါ49နှစ်အတွင်းကတော့အဖြစ်များတဲ့အသက်အရွယ်ပိုင်းခြားကိုပြောထားတာဆိုတော့ဒါအများဆုံးစစ်ဆေးတဲ့နဲ့ဟာ49နှစ်ကျော်ပြီမဲ့လည်းစစ်ဆေးတဲ့နဲ့လို့ဆရာဝန်ကညွှန်ကြားလို့ရှိရင်ဒါစစ်ဆေးလို့ရတယ်ပေါ့နော်အဲ့တော့အနည်းဆုံးအမျိုးသမီးတဦးအနေနဲ့သူ့ရဲ့ဘဝတက်တန်းမှာလိင်ဆက်ဆံမှုလည်းရှိဘူးတယ်သေငောင်းကင်ဆာအတွက်လည်းစစ်ဆေးခြင်းနဲ့ဆိုတော့အသက်35နှစ်မှာတစ်ကြိမ်တစ်ခါစစ်ဆေးမှုရင်တော်တော်လုံလောက်တယ်လို့ဆိုရမှာဖြစ်ပါတယ်ဒါကြောင့်သေငောင်းကင်ဆာစစ်ဆေးစမ်းသပ်မှုတွေပြုလုပ်သင့်တယ်လို့ဆရာမကအကြံပေးလိုပါတယ်